အားလုံးမင်္ဂလာပါ Movement Ambassador မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ reading ကတစ်ဖက်သူကကိုယ်တတိယနေတာဆိုတော့ reading ကို Mary Collective အနေနဲ့ကြည့်ပေးတာပေါ့နော် Mary နဲ့ energy ကိုက်ရဆိုလို့ရှိရင်နောက်ထပ်မှာလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကတ်ကို Mary ကဒီအဓိက question 5ခုနဲ့ပေါ့နော်မိတာပေးပါတယ်ပထမတစ်ခုကကြတော့သူ့ရဲ့အခုလက်ရှိအခြေအနေဒုတိယတစ်ခုကကြတော့ကိုပေါ်မှာသူဘယ်လိုမျိုးတွေးနေလဲပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ his feeling for you ပေါ့နော်အခုလက်ရှိကိုနဲ့ပတ်သက်ပြီးဘာခံစားနေရလဲနောက်တစ်ခုကကြတော့အခုဒီနေ့ရဲ့အဓိကခေါင်းစဉ်ဖြစ်တယ်ပေါ့နော်do they miss you သူတို့ကိုလက်ရှိမှာတတိယလား yes or no question ပေါ့နော်နောက်တစ်ခုကကြတော့ they are next move သူတို့အနေနဲ့ဘယ်လိုမျိုးဆက်ပြီးဒီဆက်ဆက်ရင်နဲ့ပတ်သက်ပြီးလှုပ်ရှားလာဖို့ရှိလဲအားလေးကိုကြည့်တာပေးပါတယ်အဲဆိုရင် Mario reading လေးစလိုက်ရအောင်နော်လက်ရှိမှာတစ်ဖက်သူရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာတက်လေးဆွဲကြည့်တော့ပထမဆုံးအနေနဲ့ဓာတ်ကကြရပါတော့သူအနေနဲ့အခုချိန်မှာလေအပြောင်းလဲကြီးကြီးမားမားရင်ဆိုင်နေရတယ်အရင်ကသူ့မှာရှိခဲ့တဲ့အရာတွေနောက်အရင်ကရှိခဲ့တဲ့ relationship တွေအရာအလုံးကအခုချိန်မှာသူနဲ့အဆင်မပြေတော့လမ်းခွဲရတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒါမျိုးမြင်ရတယ်ပြီးတော့အရာအလုံးအတိတ်တဖန်ပြန်ပြီးစတင်နေရပြန်ပြီးတည်ဆောက်နေရတဲ့ပုံစံမျိုးတွေ့ရတဲ့အတွက်သူကအခုချိန်မှာ struggle လုံးနေရတဲ့အနေအထားမျိုးပေါ့နော်ရုန်းကန်နေရတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့ကိုယ့်ဘောမှာထားရှိရဲ့လက်ရှိအတွေ့ပေါ့နော်ကိုယ့်ဘောမှာသူဘာတွေတွေ့နေလဲကိုယ်နဲ့ပတ်သက်ပြီးတော့ဒီ relationship နဲ့ပတ်သက်ပြီးသူဘာတွေစဉ်းစားနေလဲဆိုတော့သူ့အနေနဲ့အတိတ်တဖန်ပေါ့နော်ပြန်ပြီးတော့စတင်ခြင်းနဲ့အရင်ကကိုယ်နဲ့အတူတူမျိုးရှိတဲ့အမှတ်တရတွေပေါ့နော်အဲ့အရာတွေကိုသူပြန်တတိယပြီးတော့အတိတ်ကနေအရာအလုံးပြန်စခြင်းနဲ့ဆိုတဲ့ပုံစံမျိုးမြင်ရတယ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကလေဒီမှာလေဆွဲကြည့်လိုက်တဲ့အခါကျ Ace of Wands ရဲ့ Ace of Cups ရဲ့ပေါ့နော်နှစ်ခုကြာတယ်ဒီကတ်တဲ့အရာကြီးမှန်ဆိုလို့ရှိရင်လေသူ့ဘက်ကနေပြီးတော့အရင်ကသူမှားခဲ့တဲ့အမှားတွေကိုပေါ့နော်ပြန်တောင်းပန်ပြီးတော့အရာအလုံးအတိတ်ကနေတဖန်ပြန်စားခြင်းနဲ့နောက်ပြီးတော့ကိုနဲ့ပတ်သက်ပြီးတော့လေအမျိုးစိတ်ဆန္ဒတွေကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြန်ပြီးစုံစည်းခြင်းတာပြန်ပြီးတော့ဆက်တွေ့ခြင်းလာတာနောက်အရာအလုံးပေါ့နော်အတိတ်ကနေပြန်ပြီးတော့စတင်ခြင်းတာပေါ့နော်သူ့အနေနဲ့သူမှားခဲ့တဲ့အမှားတွေကိုလည်းပြန်ပြီးတော့ကိုယ့်စီမှာဝန်ချတောင်းပန်ခြင်းနဲ့နောက်ပြီးတော့သူ့အခွင့်အရေးနောက်တစ်ခေါက်ပေးဖို့ပေါ့နော်အဲ့လိုမျိုးစဉ်းစားနေတာမျိုးကိုလည်းဒါကတ်တည်အရာပေါ့နော်ခံစားမိတယ်နောက်တစ်ခုကကျတော့သူ့ဘက်ကနေတတိယနေတာဆိုတော့ဒီမှာကြည့်လိုက်ရင်လေတတိယရဲ့ဆိုတာထားကိုပို့ရပေါ့နော်ညာဘက်နေဆိုလို့ရှိရင်သူမှအိတ်မပြောဘူးကိုနဲ့ပတ်သက်ပြီးတော့တတိယရဲ့စိတ်တွေနောက်စိတ်ဖိစီးစားတွေပေါ့နော်နောင်သားတွေသူအရင်တော့မှားခဲ့တဲ့အမှားတွေအတွက်ပေါ့နော်သူကိုစီပြန်လာတဲ့ခါကျရင်ကိုဘက်ကလက်ခံပါမလားအရာအလုံးကရောပြန်အဆင်ပြေပါမလားပေါ့နော်ပြန်လာခြင်းနဲ့ပြန်လာရင်တော့ကိုလက်ခံပါမလားဆိုတော့တွေးပြီးပူနေတာမျိုးပေါ့နော်အိတ်စိတ်ဖိစီးမှုတွေနဲ့သူမှညာဘက်အိတ်မပြောနေတာမျိုးကိုဒါကက်ရမြင်ရတယ်နောက်ပြီးလို့ရှိရင်နောက်ထပ်သူပါဆက်လုံးမလဲပေါ့နော်နောက်ထပ်သူပါဆက်လုံးမလဲဆိုတော့ဒီမှာကက်လေးတုံးကက်ကြတယ်လက်ရှိမှာတော့သူကတော်တော်လေးဝေခွဲမရဖြစ်နေတဲ့အနေအထားမျိုးပေါ့နော်သူအတွေးတွေမှာသူရဲ့ဒီတယောက်တည်းပေါ့နော်အတွေးနဲ့ပိတ်မိနေတဲ့ energy မျိုးတွေ့ရတယ်ပြန်တော့ပြန်လာခြင်းနဲ့ဒါပေမဲ့ပြန်လာရင်အဆင်ပြေပါမလားနောက်ပြီးတော့ဒီမှာတွေ့ရတဲ့ကက်ရဆိုရင်ဒီမှာဓာတ်ကက်ကြားရတဲ့အတွက်ပေါ့နော်သူကလက်ရှိမှာသူ့ရဲ့ဘဝမှာရုန်းကန်နေရတာမျိုးတွေနောက်အဆင်မပြေတဲ့အရာတွေကိုပြန်ပြီးတော့သူတိဆောက်နေရဖြစ်တဲ့အတွက်ပေါ့နော်သူပြန်လာတဲ့ခါကျရင်ကိုအတွက်ဝန်တုံးမှုဖြစ်နေမှာလဲသူစိတ်ပူနေရပေါ့နော်အဲ့မျိုးဆိုတော့သူပြန်လာရင်ကောင်းမှပြန်အခုချိန်မှာပြန်လာခြင်းစိတ်လည်းများနေတယ်ဒါပေမဲ့လည်းကိုအတွက်လည်းသူစဉ်းစားနေတာပေါ့နော်အားကြောင့်သူမှပိတ်မိနေတဲ့ stand ဖြစ်နေတဲ့ energy မျိုးတွေ့ရတယ်ဒါပေမဲ့လေဒီလူကကိုယ့်စီကိုရောက်လာမှာပေါ့နော်တစ်ချိန်ညရင်တော့သူ့ရဲ့ဒီကြောက်ရွံ့တဲ့စိတ်တွေနောက်သူအခုရင်ဆိုင်နေရတဲ့အခက်အခဲတွေအကုန်လုံးသူကတေချာပေါ့နော်တေချာ handle လုပ်နိုင်တယ်တေချာ handle လုပ်နိုင်ပြီးရခါဆိုလို့ရှိရင်ကိုယ့်စီကိုရောက်လာခဲ့မယ်ပေါ့နော်သူလာရဲ့ခါဆိုလို့ရှိရင်လည်းတကယ်ကိုဘွားမှာဒီလိုမျိုးအခက်ခဲတွေကိုပေါ့နော်သူရင်ဆိုင်နိုင်ပြီးဆိုတဲ့အချိန်ကြာမှာပေါ့နော်ခိုင်မာတဲ့အနေအထားတစ်ခုနဲ့စီကိုပေါ့နော်ပြန်ပြီးဆက်သွယ်လာဖို့ရှိတယ်လာပြီးဆိုလို့ရှိရင်လည်းတကယ်ကိုစိတ်ဆက်နာပြင်းပြင်းပြနေပေါ့နော်ဘုံနိုင်ကျဲပြီးတော့ချက်ချင်းရောက်လာမှာပေါ့နော်အဲ့ဒီ energy မျိုးတွေ့ရတယ်ဒီကတ်တွေကိုစပြီးတော့ချိုးဝဲချိန်မှာပဲလေစခောက်ဝဲချိန်မှာပဲပထမဆုံးကြာလာ the sun ကတ်လေးကြာပါပေါ့နော် the sun ကတ်ကြာဆိုတော့ဒီ collective reading တမှာဒီတစ်ဖက်သူရဲ့
relationship ကလေဒီတစ်ခေါက်ဆိုလို့ရှင်တော်တော်လေးကိုနှစ်ဖက်ပေါ့နော်ပျော်ရွှင်ရမယ်တကယ်ကိုရှင်းလင်းပြတ်သားတဲ့ energy မျိုးတွေ့ရတာပေါ့နော်အားကြောင့်အရန်ကို positive vibe မျိုးလည်းရတယ် positive vibe မျိုးလည်းရတော့ဒီတစ်ခေါက်ပြန်လာတဲ့အခါဆိုလို့ရှင်တော့တကယ်ကိုအဆင်ပြေတဲ့ relationship တစ်ခုဖြစ်မယ်လို့ Mary ဒီမှာကတ်တဲ့အရာခံစားမိရပေါ့နော်ဒါလေးကတော့ဒီဘတ်တော့ reading ဖြစ်ပါတယ် Mary ရဲ့ဒီ reading ကကိုယ်နဲ့ energy ကိုက်ရလို့ခံစားရတယ်ဆိုလို့ရှိရင် Mary ရဲ့ YouTube channel Movement Embrace Tarot ကို like and subscribe လုပ်တာလို့ရပါတယ်နောက်ပတ်ဒီမှာလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ topic တွေနဲ့ Mary ဆက်ပြီးတော့တင်ပြသွားပါမယ်အမြဲတမ်းနားထောင်မိကြတဲ့တူတယောက်ညစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ပတ်ဒီမှာထပ်တွေ့ပါအောင်မယ်နော် bye bye